လူတွေဟာဘလောက်ချမ်းသာချမ်းသာဘလောက်ယာတုကြီးကြီးဘလောက်ပဲဒီပစ္စည်းဥစ္စာတွေပေါ့ပေါ့မျက်လုံးလေးနှလုံးမမိတ်ခင်ပဲပိုင်ဆိုင်မှုတွေရှိတာမျက်လုံးလေးနှလုံးမိတ်သွားတာနဲ့တပြိုင်နက်သူအိမ်မော်တော်ကြာမထားတော့ဘူးအောက်ပို့ပလိုက်တာပဲမဟုတ်လားသူပိုင်တာရောတစ်ခုရှိသေးလားမရှိဘူးရှိတာတွေအကုန်ချွတ်ယူလိုက်မှာနော်ဒီတိုင်းပြစိတ်နဲ့ကနားမှာပန်းရင်ပါသွားမယ်မအောင်မိတ်လေးနဲ့ဖြုတ်ယူမဲ့လူတွေကအစင်နဲ့အဲ့သူစီမှာပါသွားတာတခုမှမရှိတခုမှမရှိပိုင်ဆိုင်မှုတွေအားလုံးနောက်ဆုံးကတခုမှမရှိတော့ကိုမပြောနဲ့အထက်တယူဇနာအောက်တယူဇနာအာနာသက်ဆင်းတဲ့ဓမ္မတော်ကဝိညာဉ်ကြီးတောင်ပါပဲနော်ယောဂဖြစ်လို့အိပ်ရတယ်ဘုံဘုံလဲပြီဆိုတဲ့အခါသူလှူချင်တာတွေလှူလို့မရတော့ပရမတော့ရွှေခွက်တွေလှူလိုက်ငွေခွက်တွေလှူလိုက်တန်ဖိုးရှိတဲ့ပစ္စည်းတွေလှူနောက်ပိုင်းကျတော့သူခိုင်းတာသူမှမလုပ်တော့သူခိုင်းအရင်တော့ဘယင်းဆိုရင်ကြောက်ကြတယ်သူခိုင်းတာကိုမငြင်းရဲဘူးအိပ်ရတယ်လဲနေပြီဆိုတဲ့အခါကျတော့သူခိုင်းတာတယောက်မှလုံးမလူရှိတော့သူဟာအာနာလက်မဲ့ဖြစ်သွားသူလူလို့ရတာလေးကဘာတော့ဆိုရင်ဆေးဆရာကနေပြီးတော့နော်ဆေးဆရာကနေပြီးတော့ဆေးကလေးနဲ့ဖော်ဆက်ပေးတယ်ရှစ်ရှားသည်ချက်စုသည်လေးတစ်ချမ်းပဲရှိတယ်ကြိုက်တယ်အဲ့ဒါလေးတခုပဲသူလှူလို့ရတယ်ဂျန်တဲ့ပစ္စည်းတွေသူဘာမှလှူခွင့်မရှိတော့ဒါမို့နောက်ဆုံးကြတော့စီးပူသည်လေးတစ်ချမ်းရှစ်ရှားသည်လေးတစ်ချမ်းပဲသူပိုင်တော့တယ်လို့ပြောဒါအာနာယောတိုင်းပြည်ယောအားလုံးပိုင်ဆိုင်မှုအလွန်ကြီးမားတဲ့သီရိဓမ္မသောကမင်းကြီးဟာနောက်ဆုံးအချိန်ရတော့ရှစ်ရှားသည်လေးတစ်ချမ်းပဲပိုင်တော့တယ်ဆိုတာအဲ့ဒါပြောတာသူ့ရဲ့ပိုင်ဆိုင်မှုတွေဆုံးရှုံးသွားတယ်နောက်ဆုံးမှအဲ့ဒါတောင်လက်လွှတ်ရမှာဖြစ်တယ်ပေါ့ဒါကြောင့်မလို့အဲ့ဒါတွေအတွက်အချိန်ပေးနေတာဟာတန်ဖိုးရှိတယ်လို့ပြောလို့မရဘူးကိုကြိုးစားရှာတဲ့ပစ္စည်းတွေဟာမျက်လုံးလေးနှလုံးမမိတ်ခင်လေးပဲအသုံးချမှာဖြစ်တယ်မျက်လုံးနှလုံးမိတ်သွားတာနဲ့တပြိုင်နက်ကိုယ်စီကအကုန်သိမ့်ယူဖြုတ်ယူသွားကြမှာပဲအဲ့တော့ဖြုတ်ယူလို့မရဘူးသိမ့်ယူလို့မရတဲ့ပစ္စည်းကဘာတွေတုံးဆိုရင်သီလဆိုတဲ့ပစ္စည်းနော်တတ္ထာဆိုတဲ့ပစ္စည်းအဲ့ဒါတော့ဖြုတ်ယူလို့